Hello အားလုံးပဲမင်္ဂလာပါမိကိုပဲဖြစ်ပါတယ်မိကိုဒီနေ့မှာပေါ့နော်ဒီ channel နဲ့အကြောင်းသုံးပစ္စည်းလေးလာပြရပါကဲခုပြတော့ပြီးမှကြတော့ပေါ့နော်မိကိုရဲ့ pencil cake တဲ့ကaccessory လေးကိုပြပါဖြစ်ပါတယ်ဒီဗီဒီယိုကရုံတော့ဝင်လဲ sorry ပါ accessory ထဲမှာဆိုရင်တော့ဒီလိုခြုံစက်တစ်ခုပြီးတော့ခြုံစက်တစ်ခုရယ်စပေရန်ရယ်ခဲပြက်လေးရယ်ခဲတံ3ချောင်းရယ်ပေါ့နော်ရှိပါတယ်ကိုယ့်ရဲ့ခဲတံအရာပေါ့နော်အရင်ပဲကဲဒီပုံစံလေးရတာကျင်းတာတကယ်တော့လေဟိုမှာအထဲမှာကျတော့ကျဲကြီးပဲပေါ့နော်ကဲအဲ့ဒါလေးပါဒီရှိရကြတော့လေဆော့လို့ရတယ်ကွာပြင်းလို့ရှိရင်ကွာအဲ့လိုဆော့လို့ရတယ်ပြီးတော့ the last one နောက်ခုကကြတော့ပေါ့နော်ကိုတို့ဟိုပါလေစာအုပ်ပေါ့နော်ကိုတို့စာအုပ်လေးပါစာအုပ်ကတော့အလုပ်ပြီးတဲ့အတိုင်းပါပဲဒီပုံမှာပဲဆိုတော့ကျေးဇူးဒီနေ့ကမှအဆောင်ဝင်လာဖြစ်တဲ့အတွက်ပေါ့နော်လာပြရပါပြီးတော့နောက်ခုက backpack လေးပါ backpack ကကြတော့လေကိုက Chromie fan ဆိုတော့ Chromie ပေါ့နော်နောက်ကအသားလေးကလည်းပြော်လေးလုံးဝကြောတွေမနာဘူးပေါ့နော်ဈေးလေးကတော့နည်းနည်းကြီးတယ်ပေါ့အပြင်ကအသားကလည်းကောင်းမှုနဲ့ Chromie fan ဆိုတော့လေ Chromie ဟာလေးတော့ကြည့်ရှုပေးတဲ့သူတွေအားလုံးပဲချစ်ပါတယ် bye bye